ဥစွာပထမဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အကြောင်းအရာကတော့ခရစ်စမတ်ပွဲတော်ကိုဆင်နွှဲခွင့်မရတဲ့လူ၃မျိုးအကြောင်းနဲ့ကျွန်တော်ခွန်အားပေးခြင်းပါတယ်ခရစ်စမတ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာစကားလုံးနှလုံးနဲ့ပေါင်းထားပါတယ် Christ နဲ့ Mass ခရစ်တော်နဲ့အပြစ်ရှိတဲ့လူသားဆိုတော့ခရစ်တော်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေရဲ့စကားလုံးမှာခရစ်တော်ကိုဘာလို့သူတို့သုံးထားတယ်လဲဆိုရင်မေရှိယလို့သုံးထားပါတယ်တမသစ်ကျမ်းမှာပဲမေရှိယဆိုတဲ့အတိတ်ပဲကို914ကြိမ်တွေ့ရပါတယ် Great လူမျိုးတွေရဲ့စကားနဲ့မေရှိယကိုဘာလို့သုံးထားတယ်လဲဆိုရင်ခရစ်တော်လို့သုံးထားပါတယ်ဆိုတော့ဣသရေလရဲ့စကားနဲ့ဆိုရင်တော့မေရှိယ Great လူမျိုးတွေရဲ့စကားနဲ့ဆိုလို့ရှိရင်တော့ခရစ်တော်ဖြစ်ပါတယ်ဆိုတော့ခရစ်တော်ဆိုတဲ့အတိတ်ပဲကပါလဲဆိုလို့ရှိရင်အတိတ်ပဲ၃ခုရှိပါတယ်နံပါတ်1ကတော့ခရစ်တော်ဆိုတာကလူတွေရဲ့ကိုယ်စားဖျားသခင်ကိုစကားပြောခွင့်ရတဲ့ကိုယ်စားလှယ်ဖြစ်ပါတယ်နံပါတ်2ကတော့ပါလဲဆိုရင်ဖျားသခင်ရဲ့ကိုယ်စားလူတွေကိုစကားပြောခွင့်ရတဲ့ကိုယ်စားလှယ်ဖြစ်ပါတယ်နံပါတ်3ကတော့ပါလဲဆိုလို့ရှိရင်တော့အုပ်စိုးခွင့်ကယ်တင်ခွင့်ရှိသောအခွင့်အာဏာကိုရသောပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတော့ခရစ်တော်ဆိုတာကပွဲနာမဖြစ်ပါတယ်ခုနကတော့ကျွန်တော်ပြောတဲ့ mass ဆိုတဲ့အတိတ်ပဲကတော့ပါလဲဆိုရင်ကိုမကယ်တင်နိုင်တဲ့လောကသားများအပြစ်သားများဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Christmas ဆိုတဲ့အတိတ်ပဲဒီလူတွေရဲ့ကိုယ်စားလှယ်ဖျားသခင်ရဲ့ကိုယ်စားလှယ်ကယ်တင်ခြင်းအမှုကိုပြုနိုင်သောဖျားသခင်ရဲ့သားတော်နဲ့ကိုမကယ်တင်နိုင်သောလောကသားများတွေ့ဆုံရတဲ့စုံစည်းရတဲ့မိတ္တဟာယဖွဲ့ရတဲ့ပွဲတစ်ခုဖြစ်ပါတယ်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာခရစ်တော်ရဲ့မယ်တော်မာရိနဲ့ယောသပ်တို့ကပင်မာနေတဲ့ပုဂ္ဂိုလ်တွေလဲဆိုလို့ရှိရင်နာဇရက်မြို့မှာနေကြပါတယ်သို့တော့ခရစ်တော်လူစားတိခံယူတဲ့နေရာကပက်လင်မြို့ဖြစ်ပါတယ်နာဇရက်မြို့နဲ့ပက်လင်မြို့ကဘယ်လောက်ဝေးတယ်လဲဆိုရင်မိုင်80ဝေးပါတယ်ခြေကျင်နဲ့သွားမယ်ဆိုလို့ရှိရင်3ရက်4ရက်လမ်းလျှောက်သွားရတဲ့နေရာဖြစ်ပါတယ်ဒါဆိုရင်ဘာဖြစ်လို့ဂျိုးဆက်နဲ့မာရိကသူတို့နေတဲ့နာဇရက်မှာပဲခရစ်တော်ကိုမမွေးဖွားဘဲနဲ့ဘာဖြစ်လို့သူတို့ပက်လင်ကိုသွားရတာလဲဆိုရင်အကြောင်းရှိပါတယ်ဣသရေလလူမျိုးများသည်ပထမဦးဆုံးသူတို့အေဂုတုတိုင်းပြည်မှာကျွမ်းခံခဲ့ပါတယ်အဲ့ဒီကျွမ်းဘဝကနေသူတို့ပြန်လဲလွတ်မြောက်လာတဲ့နောက်ပိုင်းမှာဒုတိယအကြိမ်ဣသရေလလူမျိုးများမြောက်ပိုင်းမှာရှိတဲ့ဣသရေလလူမျိုးများသည်အာရှုရိလူမျိုးများရဲ့ဖမ်းဆီးခြင်းကိုခံရပြီးမှဒုတိယအကြိမ်ကျွမ်းခံခဲ့ပါတယ်တတိယအကြိမ်တော့သူတို့တောင်ပိုင်းမှာရှိတဲ့ယုဒလူမျိုးတွေကအေဂုတုလူမျိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးတတိယအကြိမ်ကျွမ်းခံရတယ်အဲ့ဒီကျွမ်းဘဝကနေပြန်လွတ်လာတဲ့နောက်ပိုင်းမှာနောက်တစ်ခါဘသူရဲ့လက်ထဲမှာရောက်သွားတယ်လဲဆိုရင် Great လူမျိုးတွေရဲ့ကျွမ်းဘဝထဲမှာစတုတ္ထအကြိမ်ရောက်ပါနံပါတ်5အကြိမ်မှာဘသူရဲ့လက်ထဲမှာသူတို့ကျွမ်းဘဝရောက်သွားပြန်တယ်လဲဆိုရင်ယောမလူမျိုးတွေရဲ့လက်ထဲမှာကျွမ်းဘဝမှာရောက်သွားပါတယ်ဆိုတော့သူတို့ရဲ့သမိုင်းကြောင်းကိုကျွန်တော်တို့ကြည့်ရင်5ကြိမ်လောက်သူတို့ဒီကျွမ်းဘဝကိုရောက်ရှိခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်အင်ပါယာလက်ထဲမှာဣသရေလလူမျိုးတွေရောက်သွားတဲ့အခါမှာယောမအစိုးရရဲ့အုပ်ချုပ်မှုစီမံခန့်ခွဲမှုအောက်မှာအသက်ရှင်ရတဲ့လူမျိုးတွေဖြစ်လာပါဆိုတော့ယောမအစိုးရကဘာဥပဒေထုတ်တယ်လဲဆိုလို့ရှိရင်အသက်14နှစ်ပြည့်ပြီးသောဣသရေလလူမျိုးတိုင်းတစ်နှစ်တစ်ကြိမ်ကိုယ့်ရဲ့လူမျိုးစုရှိတဲ့နေရာမှာသွားပြီးမှပြန်ပြီးအိမ်ထောင်စုစည်ရင်းလုပ်ရမယ်နံပါတ်1နံပါတ်2ယောမအစိုးရကိုအခွန်ဆောင်ရမယ်ဆိုတဲ့အမိန့်ထုတ်ပါဆိုတော့ခရစ်တော်ရဲ့မယ်တော်မာရိဟာဆိုလို့ရှိရင်သူအိမ်ထောင်သွားကြတာကပင်မှာသွားကြတယ်လဲဆိုလို့ရှိရင်နာဇရက်မြို့မှာအိမ်ထောင်သွားကြပါတယ်သူ့ရဲ့လူမျိုးစုဆွေမျိုးစုစည်ရင်းပေါက်တဲ့နေရာကပက်လင်မြို့ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်သူဟာနေစေလစေဖြစ်တော်လဲပဲအိမ်ထောင်စုစည်ရင်းပြန်လုပ်ရမယ်အချင်း
အခွန်ဆောင်ရမယ့်အချိန်ကရောက်လာတဲ့အတွက်ကြောင့်သူသည်ဘက်လင်ဟဲမ်ကိုသွားရခြင်းဖြစ်ပါတယ်ဆိုတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး2အငယ်9ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာခရစ်တော်သည်ဘက်လင်ဟဲမ်မြို့မှာလူစာတိကိုခံယူပြီးမွေးဖွားတော်လဲပဲခရစ်တော်နဲ့တွေ့ခွင့်မရခဲ့သောသူများ3မျိုးရှိတယ်ဆိုတာဒီနေ့တမန်ကျမ်းစာအားဖြင့်တွေ့ရပါတယ်အဲ့ဒီ3မျိုးဟာဘယ်သူတွေလဲဆိုလို့ရှိရင်နံပါတ်1ခရစ်တော်ကိုအတိအမှတ်မပြုသောသူများဖြစ်ပါတယ်သူတို့ညှော်လင့်နေတဲ့သူတို့စောင့်မျှော်နေတဲ့သူတို့ကိုရွေးနှုတ်မဲ့ကယ်တင်မဲ့အရှင်သည်မွေးဖွားလာလို့ရှိရင်နံပါတ်1ပညာရှင်အတိုင်းအဝိုင်းပညာတတ်သေးကဖြစ်ရမယ်ဒီလိုမျှော်လင့်ကြပါနံပါတ်2ကသူတို့ဩစာအာဏာကြီးတဲ့ပါဝါရှိတဲ့နိုင်ငံရေးအတိုင်းအဝိုင်းကြားထဲမှာမွေးဖွားလာတဲ့သူဖြစ်ရမယ်လို့မျှော်လင့်ကြပါနံပါတ်3သူတို့ဘယ်လိုမျှော်လင့်တယ်လဲဆိုရင်သူတို့စောင့်မျှော်နေသောကယ်တင်ရှင်သည်ချမ်းသာတဲ့ကြွယ်ဝတဲ့တထေးအတိုင်းအဝိုင်းကနေမွေးဖွားလာတဲ့သူဖြစ်ရမယ်နံပါတ်4သူတို့မျှော်လင့်ဆောင်စားနေသောအရှင်သခင်သည်ပါသာရေးအတိုင်းအဝိုင်းထဲကနေဖြစ်ရမယ်သူတို့မှာမျှော်လင့်ချက်၄ခုရှိပါတယ်ပညာရှင်အတိုင်းအဝိုင်းကဒါမှမဟုတ်လို့ရှိရင်ဩစာအာဏာရှိသောအတိုင်းအဝိုင်းထဲကဒါမှမဟုတ်လို့ရှိရင်ချမ်းသာကြွယ်ဝသောအတိုင်းအဝိုင်းထဲကဒါမှမဟုတ်လို့ရှိရင်လည်းပဲပါသာရေးအတိုင်းအဝိုင်းထဲကလူသူတို့ညှော်လင့်နေကြပါတယ်သို့တော်လည်းပဲတကယ်တမ်းဘုရားသခင်ရဲ့သားတော်ခရစ်တော်ယေရှုဖခင်မွေးဖွားလာတဲ့အချိန်မှာသူတို့မျှော်လင့်တဲ့၄နေရာမှာမမွေးဖွားလာဘူးလူကာအခန်းကြီး2အငယ်9ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာမြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ဘက်လင်မြို့မှာတော့မှသူကဒီမှာနွားစခွက်မှာပဲတိတ်ထားခြင်းခံရတယ်လို့ပြောတဲ့အခါမှာသူတို့လိုချင်တဲ့ပုံစံသူတို့မျှော်လင့်တဲ့ပုံစံနဲ့မတူတဲ့အတွက်ကြောင့်အတိအမှတ်မပြုကြဘူးခရစ်တော်ကိုအတိအမှတ်မပြုသောကြောင့်ခရစ်စမတ်ပွဲတော်ကိုဆင်နွှဲခွင့်မရသောပထမလူတန်းစားများဖြစ်ပါတယ်ဒုတိယခရစ်စမတ်ကိုဆင်နွှဲခွင့်မရသောလူအမျိုးအစားကတော့ကျွန်တော်တို့အချိန်မပေးနိုင်သောသူများဖြစ်ပါတယ်အင်မတန်မှအလုရှုပ်နေတဲ့သူတွေဖြစ်ပါတယ်ဖျားသခင်ကိုအချိန်မပေးနိုင်သောသူများဖြစ်ပါတယ်ဘာဖြစ်လို့သူတို့အချိန်မပေးနိုင်တာလဲဆိုလို့ရှိရင်လည်းပဲအကြောင်း၄ခုရှိပါတယ်အဲ့ဒီအချိန်မှာသူတို့သည်စားဖို့အတွက်ဝက်ဖို့အတွက်နေဖို့အတွက်စားဝတ်နေရေးအတွက်အင်မတန်မှအလုရှုပ်နေကြတဲ့အတွက်ကြောင့်ခရစ်တော်ကိုသွားတွေ့ဖို့ရန်အချိန်မပေးနိုင်ကြဘူးအပန်းနဲ့လူတွေကတော့ခရစ်တော်ကိုအချိန်ပေးဖို့တဲ့ကိုယ့်ရဲ့ကျမ်းမာရေးကိုပထမမှာထားတယ်ကိုယ့်ရဲ့ပညာရေးကိုပထမဦးစားပေးမှထားတယ်ကိုယ့်ရဲ့လူမှုရေးကိုစီးပွားရေးကိုပထမနေရာမှာထားပြီးအလုပ်များနေကြလို့ခရစ်တော်နဲ့မတွေ့နိုင်ရတာမစုံစည်းနိုင်ရတာဖြစ်ပါတယ်တာတိယလူတွေကတော့ပါလဲဆိုလို့ရှိရင်အဲ့ပက်လင်မြို့မှာသူတို့လာတဲ့အခါမှာအိမ်ထောင်စုစည်းရင်လာလို့ရင်းနဲ့အခွန်လာဆောင်ရင်းနဲ့ပါဝူယူလာကြတယ်လဲဆိုလို့ရှိရင်ခရီးစရိတ်ကာမိအောင်ရောင်းဖို့ပစ္စည်းတွေယူလာကြဆိုတော့တခြားလူကိုသွားတွေ့ဖို့တဲ့ကိုယ့်ရဲ့ယူလာတဲ့ပစ္စည်းမြန်မြန်ရောင်းထွက်ဖို့မြန်မြန်အိမ်ထောင်စုစည်းရင်ရဖို့မြန်မြန်အခွန်ဆောင်ပြီးမှမြန်မြန်ကိုယ့်အိမ်ပြန်ဖို့စန္ဒစောနေတဲ့အတွက်ကြောင့်ခရစ်တော်ကိုအချိန်မပေးနိုင်တာဖြစ်ပါတယ်နံပါတ်၄ပုဂ္ဂိုလ်တွေကတော့တစ်နှစ်မှတစ်ချိန်ပြန်တွေ့ရတာကိုနှစ်ပတ်လည်ကြီးကိုအဲ့ဒီအချိန်မှာမတွေ့ရတာကြားတဲ့မမြင်ရတာကြားတဲ့ဆွေမျိုးတွေနဲ့ပဲစကားပြောပြီးမိတ္တဟာယဖွဲ့လို့သိကောင်းနေတဲ့အချိန်လေးအဲ့ဒီအတွက်ကြောင့်ခရစ်တော်ကိုအချိန်မပေးနိုင်လို့ခရစ်တော်နဲ့တွေ့ဆုံဖို့ခရစ်စမတ်ပွဲနဲ့လွဲသွားရတာဖြစ်ပါတယ်ဒုတိယအမျိုးအစားသူများသည်အကြောင်းအမျိုးမျိုးကြောင့်အလုတ်များနေတယ်အလုတ်ရှုပ်နေတယ်ဘုရားသခင်ကိုအသက်တာမှာနံပါတ်1မှာမထားနိုင်ဘူးအချိန်မပေးနိုင်တဲ့အတွက်ကြောင့်
ခရစ်စမတ်ပွဲနဲ့ဝေးကွာနေရတဲ့သူတွေဖြစ်ပါတယ်ဒီလူတွေရဲ့အသက်တာမှာတန်ဖိုးအရှိဆုံးသောသူကိုအချိန်မပေးနိုင်ဘဲနဲ့ဒုတိယတာတိယတန်ဖိုးရှိတဲ့အရာတွေကိုပထမနေရာမှာထားသောကြောင့်ခရစ်တော်နဲ့လွဲခဲ့ရတဲ့သူတွေဖြစ်ပါတယ်တာတိယအမျိုးအစားကတော့မကိုးကွယ်တဲ့လူတွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လောကကြီးမှာကြည့်လို့ရှိရင်ခက်၃ခက်ရှိတယ်နံပါတ်1ခက်တာကမရှိတာထက်မသိတာကခက်တယ်နံပါတ်2ကတော့မသိတာကိုသိအောင်လုပ်ဖို့ကပိုခက်တယ်နံပါတ်3ကတော့ဗာလဲဆိုရင်သိရသားနဲ့မလုပ်တာကအခက်ဆုံးပဲမရှိတာထက်မသိတာကခက်တယ်မသိတာကိုသိအောင်လုပ်ရတာကပိုခက်တယ်သိရသားနဲ့မလုပ်တာကအခက်ဆုံးပဲဒီလူတွေထဲမှာဘသူတွေပါတယ်လဲဆိုလို့ရှိရင်ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး2အငယ်4ကနေ9ကိုကျွန်တော်တို့ကြည့်ရင်ဒီမှာလည်းပဲလူ၄မျိုးသွားပါတယ်နံပါတ်1ကဘသူတွေလဲဆိုလို့ရှိရင်တော့ယေဘရဟိတ်တွေသူတို့ကကျမ်းစာအမြဲတမ်းဖတ်နေတဲ့လူတွေခရစ်တော်ဘယ်အချိန်မွေးလာမယ်ဘယ်နေရာမှာမွေးလာမယ်ဆိုတာသူတို့သိတယ်ဒါပေမဲ့ခရစ်တော်ကိုသွားမတွေ့ကြဘူးဘာဖြစ်လို့လဲသူတို့ဒီပါသာရေးနဲ့ရစ်ပူစော်ဖို့သူများအတွက်အလုပ်လုပ်ဖို့နဲ့အင်မတန်မှအချိန်ကုန်နေကြသူတို့ကိုယ်တိုင်ဘုရားသခင်နဲ့အချိန်မယူနိုင်ကြတဲ့သူတွေဖြစ်တယ်ယေဘရဟိတ်တွေတရားမှာခရစ်တော်နဲ့မတွေ့ခဲ့ဘူးခရစ်စမတ်ပွဲကျင်းပခွင့်မရခဲ့ဘူးနံပါတ်1ယေဘရဟိတ်တွေနံပါတ်2ရပိုင်းလို့ခေါ်တဲ့ကျမ်းပြုဆရာတွေသူတို့လည်းဘာလုပ်နေကြတာလဲမသိဘူးလားသိတယ်ဘာလုပ်နေလဲသူတို့ရဲ့အလုပ်ပြီးအခုခေတ်လိုကွန်ပျူတာမရှိတော့ကျမ်းစာကိုကူးရေးရတယ်ပြီးလို့ရှိရင်ကျမ်းစာကိုကျူရှင်လို့သင်ပေးရတယ်အဲ့လိုသင်တန်းပေးပြီးမှသူတို့ပိုက်ဆံရဖို့အတိကဖြစ်နေတယ်ခရစ်တော်နဲ့တွေ့ဖို့ထက်သူတို့ရဲ့သင်ကြားရေးလုပ်ငန်းကပိုပြီးအရေးကြီးနေတယ်ကျမ်းပြုဆရာများခရစ်တော်နဲ့တွေ့ခွင့်မရခဲ့ပါဘူးနံပါတ်3ဘယ်သူလဲဆိုလို့ရှိရင်ဖာရရှဲတွေဖြစ်တယ်သူတို့ရဲ့အသက်တာမှာလည်းပဲမသိဘူးလားဆိုတော့သိတယ်ခရစ်တော်မွေးလာမယ်အချိန်သိတယ်နေရာသိတယ်သွားတွေ့သလားမတွေ့ဘူးဘာဖြစ်လို့လဲသူတို့ရဲ့အသက်တာမှာကိုကျင့်တရားကနံပါတ်1ဖြစ်တယ်ခရစ်တော်ကနံပါတ်1မဟုတ်အဲ့ဒီအတွက်ကြောင့်ဒီလူတွေလည်းပဲခရစ်တော်နဲ့စုံစည်းခွင့်မရခဲ့ပါဘူးနောက်တစ်ယောက်ကကျွန်တော်တို့မာသဲအခန်းကြီး2 4-5ကိုကြည့်ရင်ဘယ်သူလဲဆိုရင်ဟေရုမင်းကြီးကိုယ်တိုင်ဖြစ်ပါတယ်ဘာဖြစ်လို့သူသည်ခရစ်တော်ကိုသွားမတွေ့တာလဲဆိုလို့ရှိရင်သူ့ရဲ့အသက်တာကိုအုပ်ဆိုးနေတဲ့အရာကစိုးရင်ချင်းပူပန်ခြင်းပဲဖြစ်ပါဒီလူတွေကမသိဘူးလားဆိုတော့သိတယ်သို့တော်လည်းပဲခရစ်တော်ကိုသွားပြီးမှတွေ့ဆုံတယ်ပြဝတ်တယ်ကိုးကွယ်တယ်ဖူးမြော်တဲ့နေရာမှာမပါကြဘူးဆိုတော့ဒီလူ၃မျိုးသည်ခရစ်တော်မွေးဖွားတာလေဆိုတာကိုလည်းသိတယ်ကြားလဲကြားတယ်သို့တော်လည်းပဲခရစ်တော်နဲ့မစုံစည်းခဲ့ဘူးခရစ်စမတ်ပွဲကိုကျင်းပခွင့်မရခဲ့သောသူများဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများခရစ်စမတ်ပွဲကိုအမှန်တကယ်ဆင်နွှဲခွင့်ရသောသူတွေကဘယ်သူတွေလဲ၃မျိုးပဲရှိပါတယ်နံပါတ်1ခရစ်တော်ကိုယုံကြည်လက်ခံသောသူများဖြစ်ပါတယ်နံပါတ်2ဘုရားသခင်ကိုအသက်တာမှာအချိန်ပေးနိုင်သောသူတွေဖြစ်ပါတယ်နံပါတ်3ပြတ်ဝက်ကိုးကွယ်သောသူများဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအမှန်တကယ်ပဲအနှစ်သာရရှိတဲ့ခရစ်စမတ်ပွဲကိုကျွန်တော်တို့ကျင်းပနိုင်ဖို့ရအတွက်ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားသခင်ကိုနံပါတ်1အုပ်စိုးခွင့်ပေးဖို့လိုအပ်ပါတယ်နံပါတ်2ကျွန်တော်တို့ဒီဘုရားသခင်နဲ့အသက်တာမှာမိတ္တဟာယဖွဲ့ဖို့လိုအပ်ပါတယ်နံပါတ်3ကယ်တင်နိုင်တဲ့အရှင်ကိုကျွန်တော်တို့ရဲ့အသက်တာမှာယုံကြည်စိတ်ချဖို့လိုအပ်ပါတယ်ကြားနာတော်သူရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ